ထာလွမ်းချင်းကလုထာဆိုတာမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးဒဝံခရိုင်ရေပြင်းမြို့နယ်မှာတည်ရှိတဲ့ကျေးရွာလေးတရားပဲပေါ့ဒဝံမြို့ကနေ16မိုင်ကွာရေပြင်းမြို့နယ်တွေတည်ရှိပြီးလမ်းခွဲလေးကနေရှေ့ဘက်ချမ်းကို9မိုင်လောက်ဝင်သွားရပါတယ်ကလုထာရွာဝင်လင်းမှာနေရာထားတဲ့လမ်းလေးကိုတွေ့ခဲ့ရပါတယ်ကျမတို့ဆက်ပြီးဝင်လာရာတောက်ချေကြားမှာကျင်းလေးစိမ့်မြောက်စွာစီးဆင်းနေတဲ့ချောင်းလေးကိုမြင်လိုက်ရတဲ့အချိန်မှာတောတောက်ရင်းပြီးသဘောမှတရားကြီးကိုရင်သန်းရှုမောဖွယ်ခံစားလိုက်ရပါတယ်။ထူးထူးခြားခြားလေးတတိထားမိတာကတော့6ဘိန်းမာရော6ထန်းမှာပါ။ကြောက်တိုးတွေကြောက်ဖြာတွေရှိနေခြင်းပါပဲ။ဒီလိုလှပတဲ့သဘောမှတရားကိုမြင်ပြီးကောင်းမှုပြီးအရင်လိုက်ပါလာတဲ့ကျမဟာချက်ချင်းစုံစလို့ပေါ့စိတ်ကိုကြည်လင်လန်းဆန်းသွားတဲ့ feeling လေးကိုသိချာတတိထားမိလိုက်ပါတယ်ဒီရွာလေးစီကို2018ခုနှစ်မှာပထမဆုံးရောက်ဖူးခဲ့တာပါတငယ်ချင်းတွေကြောင့်နာမီလာပဲကြောက်ဖို့တဲ့ကလုထာရွာလေးစီကိုအရက်လာဖိခဲ့တာပေါ့ရှင်ခီးဆဲရမယ်ဆိုရင်ရွာထဲကိုဆက်ပြီးဝင်လာရင်မိုးရွာသည်ဆိုတော့တုံထရတွေကနေရေတွေစီးကျနေတဲ့ရေတခေါ်တွေကိုဝင်လန်းတရှုပ်တွေ့ရတယ်လို့ဆက်ဝင်လာတော့ရွာထဲရောက်မှာကဘာတီတရွေ့တီတန်းနေပြီးကလုထာကျေးရွာမှာထာဝရကျိုးဆိုပါ၏ဆိုတဲ့ဆိုင်းဘုတ်လေးကိုမြင်လိုက်ရတဲ့အချိန်မှာဒီရွာလေးဟာဆိုင်းဘုတ်ကအစနည်းနည်းထူးခြားနေတယ်လို့ပါလားပေါ့စိတ်ထတွေးဝင်လာမိရင်တတိပြန်ဝင်ချေကျမတို့ကားဟာကလုထာဘိုးကြီးကျောင်းဝင်တွင်ကိုရောက်ရှိနေခဲ့ပါပြီလူဆိုတာနဲ့ဆရာတော်ဘုရားကိုရှိခိုးကြတော်ပြီးတော့ကလုထာကရွာသူရွာသားတွေနဲ့မိတ်ဆက်ရင်ရွာသမိုင်းကျောင်းလေးမှာတည်ချင်နေတာမို့မေးကြည့်တော့ကလုထာရွာလေးဟာလောခိုင်းသောနေပုံတရားကျော်ကကရင်တိုင်ရင်သာဦးကွန်လာထိုးတို့မိသားစုစတင်နေထိုင်ရာကနေပြီးတော့ရွာဖြစ်တည်လာတယ်လို့ရွာသူရွာသားတွေပြောစကားအရသိရှိရပါတယ်စတင်နေထိုင်သူဦးကွန်လာထိုးအားဆွဲပြု၍ရွာမီကိုကွန်လာထိုးလို့ခေါ်ထွေရာကနေခိကာလာရွှေပြောပြီးနောက်ပိုင်းကွန်လာထိုးကနေကလုထာရွာကိုအမိတွင်လာခဲ့ပါတယ်ရှင်ကလုထာဆိုင်ဖို့ကစာသားလင်းကိုလည်းသဘောကျနေမိတာမို့ဆက်စုကြည့်ရကလုထာရွာရှိဒွန်မြင်တန်းတို့စီးဝင်နေတဲ့ချောင်းကိုပိတ်ပြီးတော့ဒွန်ရင်နဲ့စိတ်ကနဲ့ဆက်ဆက်တဲ့ရေကားတာဆန်ကြီးတိဆောက်ဖို့စီမံကိန်းရှိလာတော့ကျေးရွာတစ်ခုလုံးဆန်အားကိုရုပ်သွားမှကိုလည်းမလိုလားသလိုဒေသမွေနဲ့ကျေးရွာရဲ့ဘဝနေထိုင်မှုပုံစံနဲ့တော်တော်ရေးမင်းသဘောလှတရားများကိုမပြည့်စည်စေလိုတာမို့ဆရာတော်ရဲ့ဥဆောင်မှုဖြင့်စီမံကိန်းကိုရန်တက်အောင်ရွာသူရွာသားတွေကြိုးပမ်းခဲ့လို့ယင်းနေ့ချစ်တိကလုထာရွာတည်ရှိနေတယ်လို့ကဘာတီတရိပ်တည်တတ်နေမိကလုထာကျေးရွာမှာထာဝရကျိုးဆိုပါ၏ဆိုတဲ့ဆိုင်မှုကိုစက်ထူခဲ့တာလို့လည်းသိရှိခဲ့ရပါတယ်ဒီလိုကြပြန်တော့လဲကလုထာရွာလေးကိုယ်တိုင်ဟာခန္ဓာရည်ရှိမှုတမန်မှုရဲ့ပြရုပ်ပဲလို့ကျွန်မလိုင်းခလိုက်ရပြန်တယ်ကလုထာရွာဟာတွန်းတောက်ရည်မြင်သဘောရှုခိမ်းများနဲ့ပြီးနေနေပြီသဘောတဲ့စားတလန်ထွက်ရှိတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်ရွာသူရွာသားများဟာတော်ရဆိုင်ပြုတ်ခြင်းနဲ့ခတ်တန်းတူးကျချင်းလုပ်ငန်းကိုတနေ့တပိုင်းလုပ်ကြပြီးအလောလွေးထွေးပြွာမှုလည်းရှိကြပါတယ်လူကြီးလူငယ်မကြီးအရန်စီလုံးညညာတဲ့ရွာလေးလည်းဖြစ်ပါတယ်ဒီရွာလေးရဲ့တလေးအထဒီလေးရွာတွေဟာအင်မတန်ချစ်စွာကောင်းလာပါတယ်ရှိသူလေးစင်လာတွေကိုထေသေးထောက်ဆက်ဖြစ်တဲ့ရွာလေးတစ်ရွာပေါ့ရှင်ဆရာတော်ရဲ့အုပ်ချုပ်မှုအောက်မှာကြီးကြပ်နေထိုင်ကြတဲ့ရွာသူရွာသားတွေပြီးအမျိုးပါသာတသနာရေးအလွန်ကြိုက်ရှမ်းကြသူတွေလည်းဖြစ်ပါတယ်ကျမသဘောကျရတာကိုပြောရမယ်ဆိုရင်တော့ဒေသခံလူငယ်ဖွဲ့စည်းလေးဖွဲ့စည်းပြီးတော့ရန်ရွာအကျိုးတသနာကျိုးတွေကိုပူပေါင်းဆောင်ရွက်နေကြခြင်းပင်ဖြစ်ပါတယ်မှန်မှန်တိတိပေါ့ကလုထာကိုနောက်တစ်ခေါက်ရောက်တဲ့အချိန်ကဥပုံနေနဲ့တက်ဆက်နေတာမို့ညာဘက်မှာဒေသခံလူငယ်တွေနဲ့အတူပထန်းတော်ပြီးရောဖခက်တာကလည်းကြည်နူးစရာမှတ်တရတစ်ခုပါပဲလူငယ်တွေတယောက်မကျန်းဘိုးတို့ကြီးကျောင်းသို့သွားပြီးဖျားရှိခိုးခြင်းပထန်းရုပ်ပန်းခြင်းစီမီးပူဇော်ခြင်းနဲ့အတူဝေယံဝစားတွေလိုကြသည်မှာချစ်စပွန်လေးထလေးပဲဖြစ်ပါတယ်ဒီလိုနဲ့ကျမဟာကလုထာရွာလေးရဲ့ဖြစ်တည်မှုလေးကိုပုံမူလေးစားသဘောကျမိပြီးတော့ကိုရွာလေးလိုပဲမြန်နှုံးမိတဲ့အထိပါပဲရှင်ဒီခုဟာဆိုရင်ဖြင့်ခက်ခဲတွေနဲ့ဒီအချင်းချင်းကြီးကိုပဲလက်ကဲခံပြီးကြည့်နေရောကလွယ်ကျမတို့ဟာဘာမှမတဆန်းနိုင်တော့မို့တွေးမိတဲ့အရေးချီတွေနဲ့အတူ
တဘောလာတရားများနဲ့အေးချမ်းတရားစီကားနေတဲ့ကရိုးလာရွာလေးကိုပဲရွာတသားကပြန်လွှမ်းနေပြီးတော့တယ်။ဒီနေ့တော့ကျမကရိုးလာရွာလေးစီကိုတဖန်ပြန်လဲရုပ်ပြဖို့မျှော်လင့်နေမိပါသေးတယ်။ရွာချင်းများစွာဖြင့်ဟန်ဆာ